အားလုံးပဲမင်္ဂလာပါ Shine Engineering Group မှာပြန်လည်ကြိုဆိုလိုက်ပါတယ်ခင်ဗျာကျွန်တော်အခုရိုက်ပြပေးထားတာလေးကတော့ကျွန်တော် auto ban လေးကိုကျွန်တော်အလုံးမျိုးနယ်မှာရှိတဲ့ကျွန်တော်ရဲ့ customer တအုပ်အိမ်မှာကျွန်တော်တွားရောက်တက်ဆင်ပေးမှာဖြစ်ပါတယ်ခင်ဗျာကျွန်တော်တွားရောက်တက်ဆင်ပေးမယ်ကတော့ဘိုနီကိုပေါ့နော်ကျွန်တော်တို့ Yoria brand လေး auto ban လေးကိုကျွန်တော်တွားရောက်တက်ဆင်ပေးမှာဖြစ်ပါတယ်ခင်ဗျာဒီကောင်လေးကိုဘာကြောင့်တွားရောက်တက်ဆင်ပေးရလဲဆိုတော့ဒီကောင်လေးမှာဝှက်လျှော်ဆက်သုံးရတာလည်းရေးကြအရန်ကြတယ်ပေါ့နော်ပြီးတော့အိမ်သားရဲ့ဘေးစင်ရဲ့ပေါ့နော်ရေလဲရတားနေနေပေါ့ရေသုံးရတာအရန်ကြတယ်ပေါ့အဲ့အတွက်ကြောင့်ကျွန်တော် auto ban လေးနှလုံးကိုကျွန်တော်တွားရောက်တက်ဆင်ပေးမှာဖြစ်ပါတယ်ခင်ဗျာကျွန်တော်တို့ Shine ကွန်ဆင်စားပေးမှာဆိုရင်အကောင်းမွန်ဆုံးစိတ်ချရဆုံးယုံကြည်ရဆုံးဈေးသက်သာဆုံးအကောင်းမွန်ဆုံးအကောင်းဆုံးဆိုတာမျိုးကိုကျွန်တော်တို့အကောင်းမွန်ဆုံးဆောင်ရွက်ပေးလျက်ရှိပါတယ်ခင်ဗျာကျွန်တော်တို့ Shine ကွန်ဆင်စားပေးကိုတိုက်ရိုက်အဲကွန်ရေကက်တက်တာဝှက်လျှော်စနဲ့ပတ်သက်ပြီးရလဲဆက်သွယ်ဆောင်ရွက်ပေးပါတယ်ခင်ဗျာကျွန်တော်တို့ Shine ကွန်ဆင်စားပေးမှာဆိုရင်လူချင်းမတို့အတွက်အမြဲတမ်းအမြန်ဆုံးနဲ့ပြုပြင်ဆောင်ရွက်ပေးလျက်ရှိပါတယ်ခင်ဗျာကျွန်တော်တို့ Shine ကွန်ဆင်စားပေးကိုဆက်သွယ်ခေါ်ဆိုရမယ့်ဖုန်းနံပါတ်ကတော့266-854-639 3999851449ကိုကျွန်တော်တို့တိုက်ရိုက်ခေါ်ဆိုပြီးတော့ဆက်သွယ်နိုင်ပါတယ်ခင်ဗျာဗီဒီယိုလေးကိုအဆုံးထိကြည့်ပြီးတဲ့အတွက်အားလုံးကိုအထူးပင်ကျေးဇူးတင်ရှိပါတယ်ခင်ဗျာ Shine Air Concert စာပေမှာလူကြီးမင်းတို့အတွက်အမြဲတမ်းအသင့်ရှိနေမှာဖြစ်ပါတယ်ခင်ဗျာကျေးဇူးအများကြီးတင်ရှိပါတယ်ခင်ဗျာ